Hello ပဲမင်္ဂလာပါကျွန်တော်တော့ကောက်ထက်ဖြစ်ပါတယ်မြန်မာနိုင်ငံကဗိတ်သားလေးဖြစ်ပါတယ်အခုပြောမယ့်အကြောင်းအရာတော့ဘာပြောမလဲဆိုတော့ဒီအခုရောက်နေတဲ့နေရာဘယ်နေရာလဲဆိုတာပြောပြပေးပါအခုရောက်နေတဲ့နေရာဘယ်နေရာလဲဆိုတော့ဒီဆွစ်ဇာလန်နိုင်ငံရဲ့တနေရာလေးပေါ့ဘယ်နေရာလဲဆိုတော့အာအေးသူဘယ်လိုလဲဆိုတော့သူအေးပေါ့ဘယ်နေရာလဲဆိုတော့ပြောပြပေးမှာပါဘယ်နေနာမည်ဘယ်လိုခေါ်လဲဆိုတော့မူဒက်ရှောအခုကျွန်တော်လည်းမြင်နေရတဲ့လိတ်ကကြတော့ဒီမှာအေးလီမစီလိတ်လို့ခေါ်တယ်ကွာလီမစီလိတ်လို့ခေါ်တယ်သူ့ရဲ့ပြည်နယ်ပေါ့သူတို့ကဆွေးနွေးနိုင်ငံမှာသူတို့ကဘယ်လိုခေါ်လဲဆိုတော့အေးပြည်နယ်ကက်တော်ခေါ်တယ်ကွာဆွေးနွေးနိုင်ငံကက်တော်လို့ခေါ်တယ်ဒါပေမဲ့ဟိုတော်များများနားလည်အောင်ရှင်းပြမယ်ဆိုဘယ်လိုလဲဆိုတော့အဲ့ဒီပြည်နယ်ပေါ့သူတို့ရဲ့ပြည်နယ်ကဘာပြည်နယ်လဲဆိုတော့အဲ Glarus ကက်တော်ကွာတို့တက်လာအခုအေကက်တော်နာမည်ပေါ့ဒီကက်တော်အတွင်းမှာရှိရတယ်ကွာဘာလို့ကက်တော်ပြောရတယ်ဆိုတော့ကက်တော်26ခုရှိရကွာစစ်တလန်မှာအဲ့ဒါပြောပြပေးတာပေါ့နော်ပြောနောက်ခုကဘာလဲဆိုတော့ဒီတောင်ကွာဒီတောင်အမြင့်ပေဘယ်လောက်ရှိလဲဆိုတော့ပြောပြပေးမှာကွာအမြင့်ပေကဟိုက2485ရှိတယ်ကွာအမြင့်ပေကအဲ့ပလေမြင့်လိုက်ပြီမီတာပေါ့နော်ပေကကျတော့မတွက်တယ်ဘူးကျွန်တော်ပေကကျတော့ဘယ်လောက်လဲရှိမှာတော့မသိဘူးပေကတော့1000ကျော်လာမှရှိ1000ကျော်ရှိမှတရားပဲကျွန်တော်အေးပေါ့ရှိမှတရားပြီးတော့နောက်ခုကဘာပြောမလဲဆိုတော့ကျွန်တော်ဒီတောင်ပေါ်ကိုဘယ်လိုလာခဲ့ရလဲဆိုတာကျွန်တော်ရှင်းပြပေးပါအဲ့ဇလန်တော့နည်းနည်းရှိရကွာဒီကျွန်တော်လာခဲ့ရဇလန်လေးရဆိုကျွန်တော်ပထမဆုံးစထွက်တဲ့နေရာဆိုဇူရီကနေဇူရစ်ကနေစထွက်လာတာကွာဇူရစ်ကနေပြီးတော့အဲ့ဒီတောင်ချီကိုလင်းတာလို့ခေါ်တဲ့အဲ့ဒီနေရာကိုအဲ့တနေကျော်လောက်ရထားစီရတာကွာအဲ့လင်းတယ်နေပြီးတော့ကျွန်တော်ဒီကိုလမ်းလျှောက်လာတာဟိုလောက်ကြာတယ်73နာရီလောက်ကြာတယ်ကွာအဲ့လောက်ထိကြာတယ်အဲ့ညမနေ့ဟောနောက်ဒီဥပမာကွာဘယ်လိုပြောမလဲဆိုဒီမနေ့စနေတို့ကွာတောက်ချီကနေတက်လာတယ်ဆိုရင်နောက်တည့်ညမနေ့ပေါ့နောက်တည့်မနေ့ဟိုမှာ3နေထိုးလာမှရောက်တယ်ကွာအဲ့လိုမျိုးပြီးတော့ခက်ခဲတာဘာလဲဆိုတော့ဒီကလမ်းအရန်ကျင်းတာကွာလမ်းကတော်တော်လေးကိုကျင်းတာပြီးတော့လမ်းကကြောင်းတောင်လေးဆိုတော့ဘယ်လိုပြောမလဲအဲ့ဒီနဘေးမှာတန်ကြိုးတွေကိုချိတ်ပေးတာကွာအဲ့နဘေးကြည့်လိုက်ရတော့သိရမလားခါချော်သွားရတော့ခါလဲပြီးသွားပြီနော်ခါလဲအောက်ရအောင်ဘာချင်းပြီးအဲ့လိုချင်းနေရှိတယ်ပြီးတော့နောက်ခုကဆိုတာကျွန်တော်ဂီတာတက်လာတာကွာဂီတာညကြရကွာတချင်းတွေပါဆိုမှာပေါ့အဲ့လိုဆိုတော့ဂီတာတက်လာဘယ်လိုလဲကျွန်တော်ကအေးဂီတာကိုကွာအေးပြောမှဆိုရင်ဒီဂီတာကိုကွာဒီအနောက်မှာကွာအဲ့ကျောနာမှာကွာအဲ့လွယ်အိတ်ရှိရမှာအဲ့လွယ်အိတ်ရဲ့အပေါ်မှာကျွန်တော်အဲ့လိုတဲလာကွာအဲ့လိုတဲလာတော့အဲ့တောင်တဲအချိန်မှာကွာလက်ကကျင်းတယ်တောင်ကကျင်းတယ်အဲ့လိုသိရမလားဘယ်လိုပြောမလဲတဲအချိန်မှာကွာအဲ့လိုတောချလို့ဖြစ်နေတာကွာဒီတာတချောင်းတချမ်းကွာဂီတာနဲ့ဆိုတော့လေအဲ့လိုဖြစ်တာကွာဒါပေမဲ့ကျိုးကတော့ပေးတာဆိုတော့ကျွန်တော်ထိတ်ပြီးတော့တဲရတာပေါ့အဲ့ဒီကတော့တော်တော်များတာကွာအဲ့ဒီတောင်တော့သိရမလားအဲ့ level ကတော့ဘယ်လို level ရှိရော T3 T4 level ရှိတာကွာဒီအခုတက်တဲ့အချင်းတွေပေါ့နော်အဲ့ဒီကျွန်တော်လာတာအဲ့ဒီပေါ့ပြီးတော့နောက်တစ်ခုကကျွန်တော်တို့ဒီမှာညအိတ်တာကွာညအိတ်တော့ဆိုအေးရကွာအဲ့ temperature weather ဘယ်လောက်ရှိတယ် temperature ဘယ်လောက်ရှိတယ်ဆိုတော့ဟိုကျွန်တော်ဟို0ထိသွားတယ်ကွာည0ထိသွားတာအေးရတော်တော်လေးအေးတာအဲ့ဒီမှာကျွန်တော်ရေခဲတွေကိုမြင်ရတယ်ကွာကျွန်တော်နေဘေးနားလေးမှာဆိုပြီးတော့ညအဖြစ်တခုပြောပြအောင်မယ်ဘယ်လိုဖြစ်လဲဆိုတော့ကျွန်တော်တို့ဟိုပါဘောအဲ့ဒီညကွာဘိုက်စားရကွာဘိုက်စားတော့တကယ်မှာချစ်ပြုတ်စားတော့ဖို့ကွာခေါင်းဆွဲပါတယ်ဝင်းချောက်လည်းပါတယ်ကွာခေါင်းဆွဲရဝင်းချောက်ဘာသားလဲတော့မသိဘူးကွာကျွန်တော်ကအဲ့ထက်လာတာကွာအချောင်းလေးလေကွာပြီးတော့နောက်တစ်ခုကကျင်သားလည်းအစိမ်းကြီးပဲကွာအဲ့ဒါကြီးထက်လာတာကွာထက်လာပြီးတော့ပထမဆုံးကွာ gas ကဘယ်လိုပြောမလဲ gas ဟိုဝဲလာတယ်ကွာတေးသေးလေးပဲကွာ gas ဝဲလာတာကွာဝဲလာတဲ့ဟာကိုအရင်ဝယ်ထားရရှိတာကွာအရင်ဝယ်ထားတာနဲ့ခေါင်းနဲ့ကွာကွက်တီပဲအဲ့ခဲမလောက်ပဲဆိုတော့ကျွန်တော်ကအသက်တစ်ခုထပ်ဝယ်လာတာကွာအသက်တစ်ခုထပ်ဝယ်လာတာအသက်နဲ့အဟောင်းနဲ့ခေါင်းကမကိုက်ဘူးဖြစ်နေတာကွာအဲ့ဒီကြောင့်ဘယ်လိုဖြစ်လဲဆိုတော့ပြဿနာကညကွာခေါင်းဆွဲအဲ့ဒီတူးလို့စားလိုက်ရတာကွာခေါင်းဆွဲတစ်ထုံးနဲ့အဲ့အချောင်းလေးထည့်ပြီးတော့ကွာတူးလို့ပြုတ်လိုက်တူးပြုတ်ပြီးတော့နောက်တူးပြုတ်ဖို့လုပ်တဲ့အချိန်မှာကွာနောက်တူးပြုတ်စပြီးပြုတ်နေရင်တွင်ထက်
ရင်နွေးတက်နေပြီကွာအဲ့ရင်နွေးတက်ပြီးတော့အဲ့ဒီမှာခောက်ဆွဲထက်ကနေအချိန်မှာကွာဂိတ်ကမလာတော့ကုန်သွားရကွာအဲ့ရုံနဲ့အသက်ဝယ်လာတဲ့ဂိတ်နဲ့အဟောင်းနဲ့ခေါင်းအဟောင်းနဲ့ကွာဝယ်လာတဲ့ gas အသက်နဲ့ခေါင်းကမကိုက်ဘူးကွာမကိုက်ဘူးဆိုတော့အဲ့ချိန်မှာဘယ်လိုဖြစ်လဲကျွန်တော်အိတ်လိုက်ရပါတယ်အဲ့လိုချိန်တော့ညအဲ့ဒီချိန်မနေ့4နေရောက်ရှိရကွာအဲ့ကျွန်တော်မနေ့ထလာတာဟို9နေပေါ့9နေထလာတာပေါ့ဒီမှာတော့အေးတာကွာအေးတာရစ်စစ်တယ်တော်တော်အေးတာအဲ့ကျွန်တော်ဘယ်လိုပြင်ဆင်ရတာပေါ့နော်ဝတ်စားတွေကြတော့ဝတ်စားကကျွန်တော်ဝတ်တာဘယ်နှစ်ထန်မှမသိဘူးတစ်ထန်နှစ်ထန်သုံးထန်ကွာတန်နဲ့သုံးထန်လေးထန်ငါးထန်အဲ့ဒီငါးထန်အဲ့ဒီငါးထက်ကွာအဲ့ဒီငါးထက်ဒီအကုန်လုံးပါကွာအဲ့ဒီဟာတွေရောပြောနေခုကဘောင်းပီဆိုလဲဟိုငါးထန်အောင်ရှိရဝတ်ထားနော်ခြေအိတ်ကလည်းလောကနွေးတဲ့ဟာပေါ့နော်အဲ့လိုမျိုးပြင်ဆင်တာပြလက်အိတ်ကလည်းဟိုဟာလက်အိတ်ပြင်ဆင်တာဆိုတော့ကျော်ဟောပေါ့တော်နွေးတဲ့ဟာပြင်ဆင်ထားမှရမှာလက်အိတ်ကြတော့ကျွန်တော်ဘယ်လိုခြေလိုမျိုးတာပြင်ဆင်ထားလဲဆိုတော့ဒီလိုမျိုးကွာစကီစီးရမှာစကီတွေပါစီးရခါကြရင်ဝတ်တဲ့လက်အိတ်လိုမျိုးကျွန်တော်ပြင်ဆင်ထားရတယ်အေးလို့ခံစားနိုင်အေးတယ်ပြီးတော့နောက်ခုကအစားသားပြင်ဆင်ရတာကွာတော်တဲ့ဖို့ဆိုတော့အစားသားဘယ်လိုလဲဆိုတော့အဲ့တောင်တက်ခင်နေကြတယ်ကျွန်တော်ပြင်ဆင်ရအစားသားဘာလို့အခုပြောမှာပြင်ဆင်ရတာကွာပြင်ဆင်ရဆိုဥမာခေါက်ဆွဲဥမာဘယ်နှထုတ်ကွာအဲ့ဘယ်ချိန်ပြန်ဆင်းမလဲပြီးတော့ဒီမှာဘယ်ချိန်စားမလဲဒီမှာအစားသားကွာခွဲထားရကွာအဲ့မနေ့ကျရင်ဘာစားမလဲနေ့လယ်ကျရင်ဘာစားမလဲညကျရင်ဘာစားမလဲဆိုအဲ့လိုပေါ့အကဲနဲ့ကွာအစားသားခွဲထားရဘာလို့ဆိုတော့သိရမလားအစားသားတောင်တဲ့အချိန်ကအစားသားတွေလည်းအများကြီးစားလို့မရဘူးကွာအများကြီးစားပြီးရတောင်တက်လို့မကောင်းဘူးကွာပြောချင်တာအဲ့လိုမျိုးပေါ့အဲ့ကျွန်တော်တို့မနေ့ကတက်လာဆိုတော့ဘာလဲဆိုတော့မနေ့ကတက်လာကွာမနေ့ကတက်လာဘယ်လိုလဲဆိုတော့အေးမနေ့စောကွာအေးထားပမာစားလိုက်တယ်အေးပါမုန်းနဲ့ဟိုဟာယူလေးနဲ့ပေါ့အဲ့လိုစားလိုက်တယ်ကွာနေ့လဲကြတော့ကျွန်တော်နေ့လဲစောဘယ်ချိန်မှာဆိုတော့3နေ4နေနားမှာစားတယ်ကွာနေ့လဲစောစားပြီးတော့နေ့စောတော့ပြင်ဆင်လာကွာကြစ်ကြော်လာကျင်းလေးပါကြော်လာတာကွာအဲ့ခွဲပြီးတော့စားတာပေါ့နော်ညတွေ့တယ်ခြံလာအဲ့ညကျတော့ကျစ်သားလေးတရားတော်ခြံလာတာကွာပြီးတော့ခေါင်းဆွဲပြုတ်စားတာပေါ့ခေါင်းဆွဲပြုတ်စားတယ်ပြီးတော့ကျွန်တော်ပြင်ဆင်ထားတဲ့အတိုင်းမဖြစ်လာပါဘူးဘယ်တော့မှလည်းမဖြစ်လာဘူးပြင်ဆင်ထားတဲ့အတိုင်းဘာလို့လဲတော့မပြောတတ်ဘူးကွာဘာလို့ဆိုတော့ကျွန်တော်သိရမှာအများနဲ့လိုအပ်ချက်တွေအများရှိတယ်ကွာတောင်တောင်သွားတဲ့အချိန်တိုင်းတောင်တောင်သွားရင်တခုလိုအပ်ချက်အများရှိတယ်အများနဲ့ပြည့်စုံတယ်မရှိဘူးတခါအေးတော့လည်းကျွန်တော်တောင်တက်သွားတယ်ကွာအဲ့ရ gas လေးသိရမလားဟိုကလုံးပါလာဒါပေမဲ့ဘာတစ်ခုခောက်ဆွဲပါလာချက်တဲ့ဟာတွေရောဘာတစ်ခုကြံခဲ့လဲဆိုတော့သိရမှာဦးကြံခဲ့တာအဲ့ဘာမှလုပ်လို့မရဘူးကိစ္စကဒီမှာစက်သေးပါအဲ့လိုမျိုးအချိန်တွေကတော့ခက်ခဲတယ်အများကြီးရှိတာကွာအဲ့ခင်ခဲ့တာတော့ပင်မန်းတာပေါ့နော်ပင်မန်းတယ်ပြီးတော့တောင်တဲဖို့ဆိုတာစိတ်အားထက်တာမှရတာကွာတော်တိုင်နဲ့စိတ်နဲ့တောင်တဲဖို့ဆိုတာမဖြစ်နိုင်ဘူးခဲဆိုစဉ်းစားကြည့်ကွာဘယ်လိုလဲဆိုတော့ကျွန်တော်တောင်တက်လာတာကွာတောင်တက်လာဆိုတော့ကျွန်တော်အဲ့မနေ့စနေကလေးကနေပေါ့အောက်တောင်ချီကနေစောက်ထွက်တာကွာတောင်ချီကနေစောက်ထွက်ခဲ့ပြောဦးမယ်မနေ့စောကြီးကွာ9နေ4နေရောက်ကြိုထားတာကွာတောင်တက်ဖို့ဆိုတာအဲ့ဒီတောက်လျှောက်ကွာတောက်လျှောက်တက်ရတာနောက်မနေ့3နေအထိကျွန်တော်ရောက်အဲ့လာတဲ့နေကိုရောက်တာကွာနော်တောက်တက်ဖို့ဆိုတာစိတ်အားပြည့်ထန်မှရတာကွာတော်တယ်စိတ်နဲ့မရဘူးပင်မန်းတယ်အဲ့လိုမျိုးပြီးတော့နောက်တစ်ခုပြင်ဆင်ရတာကစားတော့ပြီးတော့ရေပေါ့နော်ရေကအရင်ကြီးတယ်ဟောတောက်တဲ့ချိန်ကျရင်ရေများများတောက်ပေးပါတခါကျရင်အဲ့ရေတောက်နေတဲ့ခါကျရင်ကျွတ်တက်တာတွေပါဖြစ်တတ်တယ်အကျော်တွေပါရေရှော့ပေးရတယ်အဲ့ရေကအဓိကပဲဘယ်နေရာရအဲ့ကျွန်တော်ရေတောက်လာတောက်လျှောက်ပဲတခါတောက်ရေတပူးတဝဲကွာနှစ်ခါတောက်တပူးကုန်သွားပြီအဲ့ဆိုရေများများတောက်ဖို့အကြံပေးချင်တာကွာနောက်တစ်ခုကအေးဘာရှိတယ်လဲဆိုတော့အဓိကတော့အမြင့်ကြောက်တဲ့လူတွေပေါ့နော်အမြင့်ကတော့သိမလားဇောင်းတွေကကမ်းပါလိုမျိုးဖြစ်နေတာကမ်းပါဆိုတော့အဲ့ဒီနဘေးကအဲ့ဒီအရင်ဆိုကျွန်တော်ပထမဆိုတောင်စားတဲ့ချိန်ကအရင်ကြောက်တယ်ကွာဘယ်လိုပြောမလဲဒီစောလာမထွက်ရဘူးဒီစောလာမထွက်ရဘူးကြောက်မှာကွာနောက်ပိုင်းကျတော့သိမှာဒီစောလာ easy ပဲအဲ့လိုဖြစ်သွားတာကွာပြီးတော့ကျွန်တော်လာတဲ့တောက်လျှောက်လို့ကအဲ့ဒီအနေရတော့တော်တော်များကမ်းပါအဲ့ကျိုးနဲ့တဲရတာကွာကျိုးတလန်းစာပဲကွာအဲ့ချော်သားကြီးတော့သိရမလားအောက်ကျသွားမှာပေါ့နော်အဲ့လိုအခြေအနေရှိတယ်ခက်ခဲတယ်ကကျတော့
ခက်ခဲတော့တော်တော်များများပါပဲအဓိကပြောချင်တာကတော့ကျွန်တော်ရဲ့အတွေ့အကြုံတွေ share ပေးတယ်ပြီးတော့ကျွန်တော်ပြောချင်တာကတော့ဆွစ်ဇာလန်ကညီကောင်မောင်နှမတွေပြီးတော့မြန်မာနိုင်ငံညီကောင်မောင်နှမတွေလည်းတကယ်တော့တောင်တက်ချေကျွန်တော်ကိုဆက်သွယ်လို့ရပါတယ်ပြီးတော့ဆွစ်ဇာလန်နိုင်ငံ information လည်းစုံစမ်းလို့ရပါတယ်အဲ့ဒီအေးပေါ့အဲ့လိုမျိုးပေါ့အဲ့ဒီဟာလည်းကျွန်တော်အစင်သက်ပါကိုညီဖို့တော့အစင်သက်ပါပဲအဲ့ဒါနာမည်ညီကုန်းချုပ်ပါပါခင်ဗျာအားလုံးပဲကျေးဇူးတင်ပါတယ်တတ်တာ